ဘားတွေကလပ်တွေမှာအသုံးပြုတဲ့မွေးရည်ဆေးဝါးတွေကိုအကြမ်းများအဖြစ်ကျွန်တော်တို့၃မျိုးခွဲခြားလို့ရပါတယ်ပထမတစ်မျိုးကတော့လူကို main စေပြီးတော့ relax ဖြစ်စေတဲ့မျိုးစားပါဥပမာဆေးကြောက်လိုမျိုးဒုတိယတစ်မျိုးကတော့စိတ်ကိုအရန်တက်ကြွစေမဲ့မျိုးစားပါဥပမာကိုကိန်းနောက်ဆုံးတတိယတစ်မျိုးကတော့လူကိုတိမ်ပေါ်မှာလွှင့်စေတဲ့ခံစားချက်မျိုးကျွန်တော်တို့ high စေတဲ့ခံစားချက်မျိုးကိုရစေတဲ့အမျိုးစားပါဥပမာ EK စရည်လိုဖြစ်ပါတယ်ခင်ဗျာဒီဗီဒီယိုမှာတော့ခုနောက်ပိုင်းမှာဘားတွေကလပ်တွေမှာအသုံးပြုတဲ့လူငယ်တွေကြားထဲမှာခေတ်စားလာတဲ့ E နဲ့ K တို့ရဲ့အကြောင်းကိုပြောရအောင်ခင်ဗျာပထမအဆုံး E နဲ့ K ဆိုတာဘာလဲ E ဆိုတာကတော့ ecstasy ပဲဖြစ်ပါတယ်သူ့ကို MDMA, MD, Brownie, Superman, Dolphins စသဖြင့်အမျိုးမျိုးခေါ်ကြပါတယ်ဒီဆေးကိုတော့ဆေးလုံးအနေနဲ့ရောဆေးအမုံအနေနဲ့ရောရှိပါတယ်ဆေးလုံးကတော့များတော့အဖြစ်အဖြူရောင်ဖြစ်ပြီးတော့ဆေးအမုံကတော့အဖြူရောင်တော့မဟုတ်မီးခိုးရောင်ရှိတတ်ကြပါတယ် K ကတော့ ketamine ဖြစ်ပါတယ်သူ့ကို Cat, Super K, Special K, Vitamin K စသဖြင့်အမျိုးမျိုးခေါ်ကြပါတယ်ဒီ K ကြတော့ကျွန်တော်အကြည့်အောင်အရေးနဲ့လာတာများပြီးတော့အမုံအနေနဲ့တော့ကျွန်တော်ဖြူညင်းညင်းအရောင်ဒါမှမဟုတ်အညိုရောင်အနေနဲ့လည်းတွေ့ရတတ်ပါတယ်သူ့ကိုဆေးလုံးအနေနဲ့ကတော့အတွေ့နေပါတယ်ခင်ဗျာဒီတော့ E နဲ့ K ကိုအသုံးပြုလိုက်ရင်ကျွန်တော်ရဲ့ခန္ဓာကိုယ်ထဲမှာတို့တွေကဘယ်လိုမျိုးအလုပ်လုပ်ရလဲဆိုတော့အရင်ဆုံးကြည့်အောင်ပုံမှန်အဖြစ်ဆိုရင်ကျွန်တော်ပျော်ရွှင်နေတဲ့အချိန်မှာဆိုရင်ဒီအုံနောက်ကနေပြီးတော့ serotonin, dopamine စတဲ့ကျွန်တော်စိတ်ကိုပျော်ရွှင်စေတဲ့ဟော်မုန်းတွေကိုထုတ်လို့ရှိပါတယ်သူတို့ happy hormones လို့လည်းခေါ်ကြပါတယ်ခင်ဗျာဒီဟော်မုန်းတွေကိုထုတ်ပြီးတော့ပြီဆိုရင်ကျွန်တော်အချိန်တိုင်းဒီဟော်မုန်းတွေကိုခန္ဓာကိုယ်ကနေပြီးတော့ပြန်ပြီးတော့ဖြိုခွဲရပါတယ်ဒါပေမဲ့ဒီအချိန်မှာ E နဲ့ K ကိုသုံးစွဲလိုက်မယ်ဆိုရင်သူကဒီခန္ဓာကိုယ်ထဲကဟော်မုန်းရဲ့ပြိုကွဲမှုတွေကိုဟန်တာလိုက်တဲ့အတွက်ကြောင့်မလို့ခန္ဓာကိုယ်ထဲမှာ happy hormone တွေများလာပြီးတော့ကျွန်တော်တို့တိမ်ပေါ်လွှင့်နေတယ်လို့မျိုးခံစားချက်တွေရလာပြီးတော့လူကို high စေလာမှာဖြစ်ပါတယ်ဒီရဲ့ effect ကတော့ကျွန်တော်တောက်ပြီးရင်နိုင်ဝက်အတွင်းမှာခံစားမှာဖြစ်ပြီးတော့သူရဲ့ effect ရကြခြင်းကတော့2နိုင်ကနေ4နိုင်ထိကြာရှည်နိုင်ပါတယ် K ကြတော့ကျွန်တော်တို့တောက်ပြီးတော့15မိနစ်အတွင်းမှာပဲ effect ပြပြီးတော့2နိုင်လောက်အထိသူရဲ့ effect ကအကြာမြင့်နေနိုင်ပါတယ်ခင်ဗျာဒီတော့ကျွန်တော်တို့ဒီဆေးကိုသုံးပြီးရင်ဘယ်လိုမျိုးခံစားမှုတွေရစေနိုင်တာလဲကျွန်တော်တို့ဒီဆေးတွေကိုသုံးပြီးဆေးချိန်ရတဲ့အချိန်မှာတော့တက်ကြွပြီးတော့ကခုံလို့ကောင်းတာတရှင်းတန်တွေကိုပို့ပြီးတော့ခံစားလို့ကောင်းတာပျော်ရွှင်ကြည်နူးလာတာတိမ်ပေါ်မှာလွှင့်နေတယ်လို့မျိုးခံစားရတာအနီးနားကလူတွေနဲ့ချစ်ခင်ပြီးတော့ကျွန်တော်စကားပြောဆိုရတာကောင်းလာတာမျိုးစားတဲ့ခံစားချက်တွေကိုရစေနိုင်ပါတယ်ခင်ဗျာဒါပေမဲ့ဒီလိုကောင်းတဲ့ခံစားမှုတွေကဆေးချိန်ရတော့မှပဲခံစားရနိုင်တာဖြစ်ပြီးတော့ကျွန်တော်ဆေးချိန်ပြေရတဲ့အခါမှာဆိုရင်ဒီအတူအနေနဲ့ကျွန်တော်ဘယ်လိုမျိုးဆိုးကျိုးတွေခံစားရနိုင်ရလဲဆိုတော့တချို့တွေမှာဆိုရင်ဒီဆေးကိုသုံးပြီးတဲ့အခါမှာကျွန်တော်တို့ခေါင်းကိုက်တာပြုတ်အန်လာတာသူတို့ကိုစိုးရင်ကြောင်းကြနေတာထင်အောင်ထင်မှားဖြစ်တာတွေပြီးတော့နှလုံးခုန်မြင်လာတာခန္ဓာကိုယ်အပူချိန်တွေမြင့်တက်လာတာဒီလက်ချောင်းခြေချောင်းတွေထုံကျင်လာတာတငယ်အင်ကျဲလာတာစတဲ့လက္ခဏာတွေဖြစ်ပေါ်တတ်ပါတယ်ပြီးတော့ဆေးသုံးဆွဲပြီးတော့ရက်အနှဲငယ်ကြတဲ့အထိကိုလူကမိုင်းတန်တိုင်းဖြစ်နေတာစိတ်မကြည်မလင်ဖြစ်တာဆေးလက်ကျတာမျိုးတွေလည်းခံစားရနိုင်ပါတယ်ခင်ဗျာဒါကတော့ကျွန်တော်တို့ရေတူအနေနဲ့ခံစားရတဲ့ဆိုးကျိုးတွေပါဒါပေမဲ့ဒီဆေးတွေကိုအထက်ကလည်းသုံးပြီးတော့ရေရှည်အနေနဲ့ကျွန်တော်တို့ကြောက်စရာကောင်းတဲ့ဆိုးကျိုးတွေဖြစ်လာစေနိုင်ပါတယ်ပထမအဆုံးကျွန်တော် K ရဲ့ဆိုးကျိုးကိုအရင်ဆုံးကြည့်လိုက်ရအောင်ဒီကက်တမင်းဆိုတာအမှန်တကယ်တော့ကျွန်တော်တို့ဆေးကူးသားတဲ့နေရာမှာအသုံးပြုလို့ရှိတဲ့မိစေ့အပြင်းစားသမျိုးဖြစ်ပါတယ်ဒါကြောင့် K သုံးပြီးတဲ့လူတွေမှာဆိုရင်ကျွန်တော်နာကျင်မှုတွေကိုမခံစားရတော့ပါဘူးဒီလိုနာကျင်မှုတွေကိုမခံစားရနိုင်တော့တဲ့အတွက်မိမိကိုယ်ကိုထိခိုက်မိအောင်ကျွန်တော်တို့သတိမမှုဝဲနဲ့လုံမိတတ်ကြပါတယ်ပြီးတော့ဒီကစီးလန်းကြောင်းနဲ့စီးအိမ်တွေကိုထိခိုက်စေနိုင်တဲ့အတွက်ကျွန်တော်စီးမကြခဏသွားခြင်းတာစီးသွားတဲ့အခါမှာနာကျင်တာစီးမထိန်နိုင်တာနောက်ဆုံးစီးထဲမှာတွေးပါလာတဲ့အထိတောင်ဖြစ်လာနိုင်ပါတယ်ခင်ဗျာပြီးတော့ E ကိုရေရှည်အနေနဲ့အသုံးပြုမိတဲ့အခါမှာဆိုရင်ကျွန်တော်ရဲ့နှလုံးကြောက်ကက်အသေးစားတဲ့ကိုယ်ရင်းအင်္ဂါတွေကိုလည်းထိခိုက်ပျက်စီးစေနိုင်ပါတယ်။မျိုးသားတွေမှာဆိုရင်လိန်နိုင်မထောင်မနိုင်တော့တာလိန်ဆန်တဲ့မပြီးမြောက်တော့တာစားတဲ့မျိုးပွားချမ်းမာရေးကိုလည်းထိခိုက်လာစေနိုင်ပါတယ်ခင်ဗျာ။တချို့လူတွေမှာဆိုရင်ကျွန်တော်တို့ E သုံးပြီးတဲ့နောက်မှာမကြာခဏဖျားတာမျိုးလေချောင်းနာတာမျိုးလည်းဖြစ်တတ်ကြပါတယ်။ပြီးတော့သွေးတိုးနှလုံးရောဂါရင်ကျက်ရောဂါစားတဲ့ရောဂါတွေရှိတဲ့လူတွေမှာဆိုရင်ဒီ E ကိုမသုံးသင့်ပါဘူးခင်ဗျာ။ဒီရောဂါတွေရှိတဲ့လူတွေမှာဒီ E ကိုအသုံးပြုပြီးရင်ဘေးထွက်ဆိုးကျိုးတွေပိုပြီးတော့ဆိုးစေနိုင်ပါတယ်ခင်ဗျာ။ဒီဆေးတွေကကျွန်တော်ရဲ့ခန္ဓာကိုယ်ကျန်းမာရေးကိုထိခိုက်စေုံနဲ့မကကျွန်တော်ရဲ့စိတ်ကျန်းမာရေးကိုပါထိခိုက်လာစေနိုင်ပါတယ်ခင်ဗျာဒီ E တို့ K တို့ကိုဆွဲသုံးနေတဲ့လူတွေမှာကျွန်တော်တို့ထင်အောင်ထင်မှားဖြစ်တာအမြဲတမ်းစိုးရင်ကြောင်းကြနေတာစိတ်သက်ကြနေတာနောက်ဆုံးမညံ့ချိုးရင်းတာအထိတောင်ဖြစ်လာစေနိုင်ပါတယ်ခင်ဗျာပြီးတော့ဒီဆေးတွေကဆွဲသွားနိုင်သလားအဖေကတော့ဆွဲလန်းသွားနိုင်ပါတယ်တချို့လူတွေကဒီဆေးတွေကိုမသုံးရင်မနေနိုင်အောင်ဖြစ်တတ်တယ်လို့တချို့လူအသက်ကြတော့ဆေးနည်းနည်းလေးနဲ့မတိုးတော့ဘဲနဲ့တဖြည်းဖြည်းနဲ့သုံးဆွဲတဲ့ပမာဏကများလာတာမျိုးလည်းဖြစ်တတ်ကြပါတယ်ခင်ဗျာပြီးတော့ဆေးပမာဏကဘယ်လောက်ဆိုရင်အန္တရာယ်ရှိနိုင်တာလဲပေါ့နော်ဆေးပမာဏကလူတစ်ယောက်ချင်းစီရဲ့ခန္ဓာကိုယ်လေးချိန်ပေါ်မှာမူတည်တာကြောင့်မလို့ကျွန်တော်တို့ဘယ်လောက်ဆိုရင်အန္တရာယ်ရှိနိုင်တယ်လဲဆိုတာကိုအတိအကျပြောလို့မရပါဘူးခင်ဗျာဒါအပြင်ဘားတွေမှာအသုံးပြုတဲ့ဆေးလုံးတွေကလည်းဆေးပမာဏဘယ်လောက်ပါဝင်နေရလဲဆိုတာကိုလည်းတောက်တဲ့လူကိုယ်တိုင်ကမသိကြပါဘူးခင်ဗျာဒါကြောင့်ဆေးပမာဏများတွေဖြစ်စေနည်းတွေဖြစ်စေကျွန်တော်တို့ခုနကပြောခဲ့တဲ့ဆိုးကျိုးတွေအန်တယ်တွေဖြစ်စေနိုင်တယ်ဆိုတာကိုကြိုတင်ပြီးတော့တေချာသိထားဖို့လိုရပါတယ်ခင်ဗျာပြီးတော့ဒီဆေးတွေကိုအသုံးပြုပြီးရင်စီးဆင်းရင်ပေါ်နိုင်သလား E ကတော့သုံးပြီးရင်4ရက်အတွင်းစီးဆင်းရင်ပေါ်ပါတယ် K ကတော့သုံးပြီးတော့ရက်အတော်ကြာတဲ့အထိကိုသူကစီးဆင်းရင်ပေါ်နိုင်ပါတယ်တခုသိထားမှာတော့ကျွန်တော်စီးစစ်တာကဘယ်နည်းအထိပေါ်နိုင်တာလဲဆိုတာကတော့ကျွန်တော်တို့အသုံးပြုထားတဲ့ဆေးပမာဏပေါ်မှာမူတည်နေရဆိုတဲ့အချက်ပါဒီတော့ဒီ E နဲ့ K ရဲ့ဆိုးကျိုးတွေကိုသိထားပြီဆိုတော့ကျွန်တော်တို့ခဏတာပြောရှင်းဖို့အတွက်ဒီဆေးတွေကိုသုံးရတာထိုက်တယ်သလားမထိုက်တယ်ဘူးလားဆိုတာကိုမိမိပါတာချင်းချင်းပြီးတော့စဉ်းစားပါခင်ဗျာ